Okay မိကလေးရစမေးမယ်နော် Air France ကဘယ်နိုင်ငံကလဲ Air France က France က Okay ဟုတ်ပြီပြင်သစ်ကမှန်တယ် Okay တားကြောက်မေးမယ် Lufthansa ဘယ်နိုင်ငံကလဲ ဂျာမနီက Okay မိကလေးကိုမေးမယ်မိကလေးကိုမေးမယ် မလေးရှားအဲလိုင်းကဘယ်နိုင်ငံလဲ မလေးရှားက ဟိုးတော်လိုက်တော့ဟိအရန်တော်တာပဲ ကဲသားကလေးကိုမေးမယ် တားကြောကိုမေးမယ် KLM ကဘယ်နိုင်ငံလဲ နယ်သာလန်က အကြီးလေးကိုမေးမယ်မေး မိကလေးကိုမေးမယ် Emirates ကဘယ်နိုင်ငံကလဲ America ကပိုင်က ဟာတော်လိုက်တော့ဟိ ရဲတော်လား ရဲတော်တယ်ဟေး ကဲသားကလေးကိုမေးထပ်မေးမယ် Etihad ကဘယ်နိုင်ငံလဲ ဒီဟက်ကဟွာလေ UAE က UAE National Airline very good မိကလေးကိုမေးမယ် Singapore Airlines ကဘယ်နိုင်ငံကလဲ စင်ကာပူက တော်လိုက်တော့ဟိဝိုင်းတော့ Okay သားချောင်းလေးကိုမေးမယ်ဘာရှိသေးလဲ ဘာ UK မေးလို့ရတယ် UK မေးမယ် Okay British Airways ကဘယ်နိုင်ငံလဲ UK ကမကလေးကို Okay မိကလေးကိုမေးမယ်ဒီတစ်ခေါက်ကမိကလေးကိုအရန်ခတ်တာအာဖရိကဟာကိုမေးတော့မယ် This time for Africa စမီနာအေးစမီနာအေး Okay Ethiopian Airlines ကဘယ်နိုင်ငံကလဲ အီသီယိုးပီးယား Oh ဖြာ Okay တားကြောကိုမေးပြီတားကြောကိုမေးမယ်တားကြောကိုဘယ်ဟာမေးရင်ကောင်းမလဲဆိုတော့ သားချောင်းကို Russia မှာရှိတဲ့ airline တစ်ခုနာမည်ပြော Aeroflot Aeroflot ဟုတ် Aeroflot အေရိုဖလော့ဖလော့ဂျီ Aeroflot ဘယ်ကိုပြန်တာလဲ ဖလော့ဂျီ